ဒီနေ့တည်းပါတယ်ကျွန်တော်မြန်မာနိုင်ငံတိုင်းလူ့ကိုယ်ရေးကော်မရှင်ဖွဲ့နေတယ်။ကောင်းတဲ့ကမ္ဘာကြီးနဲ့ဘုရားရေးဖွဲ့နေတာတက်တဲ့အခါမှာအများကြီးများတယ်ဒီကကြဘုရားရေးနဲ့အောက်ကိုဖွဲ့တယ်အခြားပြည်ကိုဖွဲ့တယ်အားလုံးဝင်လာပါဒီလိုပဲဟောတယ်ကျွန်တော်ကတော့ဒီအောင်လည်းပြန်မှာပေါက်တာဖြစ်ပါတယ်ဒီကလူ့ဘဝရေးနဲ့ပိုင်တယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးရှင်းလင်းပွဲလုပ်တဲ့အတွက်အဓိကနဲ့ပါလို့ဆွေးနွေးတဲ့ဆိုကျွန်တော်ဘဝရေးနဲ့အတောင်ကိုဆွေးနွေးတာကျွန်တော်တွေးမှုရေးနဲ့ဒေါက်တာတယောက်ကျွန်တော်ပုံပြီးပေါ်ရောက်လာတယ်ဆွေးနွေးပါရှိပါတယ်အဲ့တော့ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘေးမုန်းဉာဏ်ရည်ဆက်ဒီတဲ့နောက်ဒီတိုင်းဆွေးနွေးတဲ့အောင်ချက်၃ချက်ကျွန်တော်ဒါလေးကိုလည်းဆွေးနွေးတော့မှာဖြစ်ပါတယ်။ကောင်းပြီလေအချိန်ပဲကတ်တတ်တယ်နော်။နံပါတ်1ကကျွန်တော်ခုနဆွေးနွေးမှုပြောပြပါတယ်။အချင်းအောင်လည်းပတ်သက်ပြီးဆွေးနွေးခြင်းဆိုင်ရာကိစ္စတွေဒါလို့ဆက်ပြောတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ခုနဆွေးနွေးတဲ့တာဝန်ဆိုတဲ့နေရာမှာအခင်းသားဆိုတာလည်းပဲအင်းတော်မှာရှိတဲ့စစ်တမ်းကြောက်နေတာရှိပါလိမ့်မယ်။စစ်တမ်းကိုစီရင်ဖို့အတွက်ရင်ဆိုင်ဆဲဆိုတဲ့အချုပ်သားလည်းရှိပါလိမ့်မယ်ဒီမှာဒီထဲမှာကျွန်တော်လူ့ဘဝရေးဆိုင်ရာအပိုက်အားထဲမှာမိစုပုံညညီမလေးတဲ့တုတ်ပြီးမဟုတ်ရက်ဆက်ကြားကြုံသွားလူမဆန်တော့ဘုံငယ်တွေတော့ဆက်ဆံပြုမှုမပြုတ်ရတုတ်ပြီးမဟုတ်စစ်ကြံပြင်းပြင်းမပြုတ်ရဘူးအဲမှာဒါဆိုရင်ကျွန်တော်တို့ဟိုနဲ့ဆက်ဆံတော့ပြည့်ရင်းနဲ့တောင်းလို့ဆိုတဲ့အပိုင်းဆက်ဆံတာဖြစ်ပါတယ်ဒီဘက်တော့အဲ့ဒီမှာကျွန်တော်တို့ကဒီ group ကျွန်တော်တို့တရားလို့နိုင်လို့ဖြစ်လူ့ဘဝရေးကုန်စည်ပတ်တာအခုလာတဲ့တော့တုံစံပေါ်တော့ရေကုန်ပြီးကုန်စည်တွေနဲ့လာတာပါလား။ဒါမှမဟုတ်လူ့ဘဝရေးအတွက်အတင်းသားတွေနဲ့ခွင့်ရင်းတွေနဲ့ခုနခွင့်ရင်းတဲ့တောင်းပေါ်မှာတုံစံဖို့တက်တာပဲလာတာဖြစ်ပါလား။နောက်တစ်ခါကျွန်တော်တို့တုံစံဖို့လာတယ်ဆိုရင်အတင်းသားတွေတော့လောဆယ်မှာအတင်းသားတွေရဲ့ဒီပါလေအတင်းသားတွေရဲ့ဒီပုံပေါ်မှာလေတင်းသားတွေအပြင်ဝင်ရဒီမောင်နှံဆွေမျိုးမောင်ပါလို့အသိရှိထားတာကတော့အချင်းတော်ရဲ့ဖြစ်တဲ့ပတ်သက်ပြီးတော့ရှုရတာထိတ်ချမ်းတာတစ်ဖက်ကသိနေတာလို့ပဲမြင်ရတာရှိပါတယ်အဲ့ဒီရှိတာလည်းသူအချင်းသားတွေကိုတော့လက်ရှိပေါ်ပြပါသိရှိပါလက်သက်မကျတဲ့သတင်းအချက်တွေပါရဆိုရင်ကျင်းတော်ပြောင်းခြင်းကျင်းသားတွေကိုတည်တယ်နဲ့မငြိမ်ရပါစီရင်ပြီးကျင်းသားတွေကိုခုနကတော့ချုပ်သားတွေလည်းပဲဉာဏ်ခံတော့အောင်ချတယ်စီရင်နေတဲ့လုပ်ပြီးလို့ခင်းနေပုံရပါတယ်ဒီအရင်ကပတ်သက်ပြီးတော့ကျင်းသားဘက်ကအဲ့လိုသင်သုံးရပြီးဆိုရင်ကျင်းသားတွေစီရင်တဲ့ကျင်းသားတွေစစ်တမ်းပေးတဲ့အကျင်းသားတွေနဲ့အဆိုင်တဲ့ကျင်းတော်ရဲ့အာဏာပိုင်တွေကိုတော့ဘာလို့လုပ်ပြီးလဲဘယ်လိုများရည်ရွယ်မှုရှိသလားနောက်တော့ကသုံးလာတဲ့ဒီကော်မရှင်တွေနဲ့အကျဉ်းချုပ်ကျွန်တော်တို့ထုတ်ပြန်ဖို့ရှိတယ်ခုနကတော့ဆရာသုံးကြီးတော့ပါတယ်ဒီနိုင်တယ်စိတ်ကုန်းတယ်ထောက်ခံတယ်ဆိုတဲ့စစ်တွေကြီးလုတ်ခတ်တယ်အောက်ပဲပေါ်မယ်ဆိုလို့ရှိရင်ဘယ်ချိန်ကိုဘယ်အတိုင်းတာမှာထုတ်ပြန်နေမှာလဲအကယ်၍ထုတ်ပြန်ပြီးဆိုရင်တက်တဲ့အောင်လို့ရခန္ဓာကနေပြီးတော့လားတိုင်းအစ်စ်ကနေပြီးတော့လားဒီလိုပဲလူထုတွေပေါ်လို့ပြီးတော့ရှင်းလင်းပေးမှာလားဆိုတော့ဒီမှာဒါကျွန်တော်တို့လက်ရှိအင်းကောင်ဖြစ်တဲ့ပတ်သက်ပြီးတော့ကျွန်တော်မိကုန်းဉာဏ်နဲ့ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ကတော့တော့ကြတယ်ကျွန်တော်ညီနိုင်တဲ့ကောင်းချက်ဆိုတဲ့နေရာမှာကန်ကြားတော်များဆိုတဲ့နေရာမှာဒီနေ့တိုင်းတိုင်းတာဆိုတဲ့တော့တက်တဲ့တော့ဘယ်လိုလဲဆိုတော့ဒီလူ့ဘဝရေးကောင်းချက်ကိုဖွက်ပြီးတော့မှာကန်ကြားတော်ဆိုတဲ့တိုင်းတိုင်းတွေနဲ့ကွန်ဆယ်တော့ပဲဆက်ပါတယ်ဆိုတဲ့အချက်တွေကျွန်တော်ပြန်ဆွေးနွေးနေပါတယ်ဒီတိုင်းတိုင်းမှာလူ့ဘဝရေးနဲ့ပတ်သက်တော့လူမဘဝရေးနဲ့ပတ်သက်တော့ခွင့်ရည်တွေသုံးနေတာအများကြီးအဲ့ဒါကျွန်တော်တို့ခွင့်ရည်ပိုက်လေးနဲ့ပတ်သက်လို့ဒီလိုပုံများကျင်းတော်ကိုတော်တော်ကိုသိပါတဲ့နိုင်ခဲ့ပြင်းစိတ်ကြိုက်မလို့လူကိုကျင်းတော်ကိုအရမတ်စိတ်ကြိုက်ခြင်းအကြောင်းပဲသူချင်းနေသူတော်ဘောဆက်ရောက်တော့လုံမဲ့သူတွေကိုပိတ်ပင်သားများတယ်ဆိုတဲ့ကြောင့်ဒီတိုင်းတိုင်းမှာအမှန်တမ်းနံပါတ်၄ချက်နဲ့တိုက်ဆိုင်နေတာရဲ့ကိုက်နေရတဲ့ဖြစ်ပေါ်နေတာတွေကအမှန်တမ်းများရှိခဲ့ပါတယ်။တော်တော်လည်းခုနကကျွန်တော်တို့ဘာပြောခဲ့လဲတိုင်ကြားသူနဲ့တိုင်ကြားခံရသူကြီးမိမိရဲ့တက်တဲ့ခံရတော့နောက်ချက်ကတိုင်ကြားခံရသူနဲ့တိုင်ကြားသူမရောက်လို့စိတ်ရည်ကြီးပုံရုံးကိုပေါ်ရွေးဒီနိုင်ပေါ်ရပေးနေဆိုတဲ့အချက်တွေဒေသတိုင်းမှာပေါ်မှာဆိုရင်ဘိုင်းမှာဆိုရင်ဝယ်မှာဆိုရင်ရန်ကုန်သွားဖို့တော့ပြန်ပဲလို့လေးနားပြီးတော့လုပ်ပါတယ်ဒီတစ်ခွက်ကို
မတိုင်သေးတဲ့အကြောင်းရင်းဒီလိုမျိုးဆိုကျွန်တော်တော့စက်တင်တကယ်ကပြည်သားတွေမှာဖတ်ဖို့ပါပဲဒါကြောင့်မတိုင်တာတော့ပဲကျွန်တော်တို့ယူဆဖို့ပါပဲဒါကြောင့်တိုင်တော်နေတာကအကြရင်များနိုင်ငံတော်စစ်ရှိတဲ့ဒုက္ခပုံစံတွေတာဝန်ရေးမှတ်သားချက်ဆိုရင်တာဝန်ရေးကိုအကြံပေးပါဒီနယ်တိုင်းမှာရှိတဲ့ပြန်ရုပ်စစ်တွေကိုကျွန်တော်တို့လူ့ပြည်ကော်မရှင်ဒီနဲ့ထပ်မံပြီးတော့လုံးဝဖွင့်လှစ်ပြီးတော့စီမံခန့်ခွဲပေးနိုင်ဖို့ဆိုတဲ့ချက်တွေကိုဒီနေ့တိုက်တွန်းလို့ပါတယ်လုံးဝနဲ့ဖွင့်လှစ်နိုင်ဖို့ကောင်းပါလိမ့်မယ်တိုင်တာကလည်းနည်းနည်းစေဖို့တဲ့ဝါကများနေမှလည်းကြောက်ရတယ်ပဲရန်ကုန်ပွားစီဖို့လည်းမဖြစ်နိုင်ပါဘူးဒီအတွက်စိတ်ပိတ်ယုံပြီးတော့နေခဲ့နေဖြစ်ပါတယ်ပေါ်ပေါင်းလို့လုံးမှာနေသားလည်းဖြစ်တယ်နောက်တစ်ခုကအခြားလုပ်ငန်းပိုင်းဆိုင်ရာတွေကလူပုံပုံမှုရဲ့လူ့ခွင့်ရေးဆိုင်ရာလူသမားကိစ္စတွေအတမတိတဲ့လူသမားခိုင်းတယ်မှုတွေလူသမားခွင့်ရေးသုံးလုံးနေတာအများကြီးပါပဲအဲ့ဒါလေးကိုရှင်းဖို့ပဲဆိုကြတဲ့လူ့ခွင့်ရေးပေါ်ရှင်နေတဲ့ရုံးဝဲဖွင့်လှစ်ဖို့အမိုင်းဒီမှာထွန်းတက်တောင်းပြီးတော့ပြတ်တွနိုင်တယ်ဆိုရင်တော့ဒါလည်းဒီရှင်းဖို့အကောင်းဆုံးဒီလမ်းကိုလည်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီနိုင်ဆက်အောင်လုပ်ပါမယ်နောက်ချက်ကကျွန်တော်တို့ဆရာတော်တို့ပဲကဘာမှာအောင်ပွဲ48ကနေပြီးတော့60အခုဆို64ကျင်းကြောင်း65ကျင်းတော့ဖြစ်တော့မှာပေါ့နော်လူ့ခွင့်ရေးတင်အားစာတမ်းဗမာနိုင်ငံကြီးဒီမှာဆယ်နှစ်မှာဆိုရတယ်နိုင်ငံပေါင်း50ကျော်လူ့ခွင့်ရေးတင်အားစာတမ်းကိုအောက်ခံတဲ့နိုင်ငံအရင်ဆုံးလို့ပြောသွားတာရှိပါတယ်ဒါပေမဲ့ဒါတွေဒီဥပဒေကိုပဲထောက်ခံသွားတာဖြစ်တဲ့အတွက်ဒီဥပဒေနဲ့ပတ်သက်တဲ့ပေါ်ပြပါနည်းဥပဒေများကိုဗမာနိုင်ငံကြီးအခုချိန်ကြီး1948ကနေပြီးတော့2000နဲ့အခုချိန်လုံးဒီပေါ့လူခွင့်ရေးနဲ့စိတ်သက်ခံစားရတဲ့ခွင့်ရေးတွေမရှိသေးပါဘူးဆိုတော့လည်းကျွန်တော်ပြန်ပြီးတော့ဆွေးနွေးလို့ပါတယ်။နောက်ချက်တွေနဲ့ကော်မရှင်တွေနဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ဒီကတော့စပစ်စနစ်မှာဖွင့်လို့ဖြစ်ကြမှုရဲ့အခန်းရှိကိုမူလနိုင်ငံသားနဲ့ခွင့်ရေးနဲ့ပတ်သက်ပြီးတော့အချက်ပေါင်း30ကျော်ဆိုတော့ခုနကကျွန်တော်လူခွင့်ရေးကော်မရှင်ကဆွေးနွေးသွားတာရှိပါတယ်။ဒါနဲ့ဒီကျွန်တော်ဆွေးနွေးကြတော့ရှင်းတာကပြန်ဆွေးနွေးနေတာကတော့နိုင်ငံရဲ့အသက်ကြီးတော်တဲ့ပြည်သူ့အခြေခံဥပဒေဒီမိုကရေစီနဲ့ကျွန်တော်တို့ရဲ့ဝင်ကူးပြောင်းရေးကာလမှာပါတီတော်ဒီမိုကရေစီရဲ့